သူအားသာချက်ကတော့သူကဘယ်လဲဆိုတော့ his expression ကစားတတ်တယ်ပြီးတော့ဒါအချက်ပေါ့နော်အချက်ကလည်းကောင်းပြီးသားဆိုတော့ကျွန်တော်တို့ဆိုရင်ဒါဆွေးဆန်းလို့မရဘူးပေါ့နော်သူကအချက်ကလည်းကောင်းပြီးသား body pain ကလည်းအရင်ကောင်းပြီးသားဆိုတော့ဒါလိုအပ်တဲ့ပြည်ပြမှုတွေတေချာလေးဟိုဟာဖြစ်တယ်ဆိုရင်တော့ဒါနောက်ဆုံးအကုန်လုံးဒီ high page မှနေမြင်နေတဲ့အတိုင်းပဲကျွန်တော်တို့ဒီ Instagram မှာလည်းနောက်ထပ်မြင့်တဲ့ brand တစ်ခုရနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်မဲတိုင်းကတော့သူ့ရဲ့အားသာချက်အားနည်းချက်ဆိုပြီးတော့ကိုယ်စီရှိကြရပေါ့နော်ကိုယ့်ရဲ့အားသာချက်ကိုအကောင်းဆုံးကိုယ်ကချပြရမလို့ကိုယ့်ရဲ့အားနည်းချက်ကိုလည်းဖုံးဖိနိုင်ရမယ်ပေါ့နော်ဒါကမဲတယောက်ရဲ့အားသာချက်လို့ပဲညီမတို့ထင်ပါတယ်မနေ့ကမလုပ်ခဲ့ရတာတွေကိုလုပ်ချင်တဲ့အတွက်အကောင်းဆုံးဖြစ်ခဲ့ရဖြစ်တဲ့အတွက်ဒီနေ့မှလည်းကိုယ်နဲ့ထိုက်တန်တဲ့အကောင်းဆုံးအရာတော့ညီမမျှော်လင့်ထားပါတယ်ဘာလို့ဆိုတော့ကိုလုပ်ပေးရမယ့်လူတွေလည်းအများကြီးရှိရလေမနေ့တော့လည်းကိုတယောက်တည်းပြန်ခဲ့တာမဟုတ်ဘူးဒီနေ့မှကျတော့ကိုဘေးနားမှာရှိနေပြီလူတွေရဲ့မျက်နှာကိုထောက်ပြီးတော့အဲ့လူတွေအတွက်ငါပို့ကြိုးစားရမယ်ဆိုတဲ့စိတ်နဲ့ပြန်လာခဲ့တာပါကျွန်တော်ကတော့ Miss Grand Street 2024ရဲ့ Series Director ဘုံမြတ်ဖြစ်ပါတယ်ခင်ဗျာဘယ်လောက်မှယုံကြည်မှုရှိလဲဆိုတာဒါညီမရဲ့ဒီဇိုင်နာကနေပြီးတော့ပေါ့နော်ဒီကိုကအရင် sporting ကောင်းတယ်ပြီးတော့သူကိုယ်တိုင်ကလည်း Rakhine လူမျိုးဖြစ်တဲ့အတွက် Rakhine တွေပေါ်မှာအရုံးမှာ sporting လုပ်ပေးနိုင်တယ်ပြီးရှင်ရည်ကြည်မှုတွေကိုချပြနိုင်တယ်ဆိုလို့ဒီကိုယုံကြည်ကြည်နဲ့သူဒီမှာပဲလာပြီး join ဖြစ်တာပါသူ့ကိုရွေးချယ်ဖြစ်တဲ့အကြောင်းကတော့ကျွန်တော်တို့ဘယ်လဲဆိုတော့ဒါကျွန်တော်တို့မနစ်က Miss Grand 2025 tournament မှာကျတော့ကျွန်တော်တို့ဒါကြည့်ဖြစ်တယ်ကြည့်ဖြစ်ချိန်မှာပထမကျတော့ဘယ်လဲဆိုတော့သူနည်းနည်းပေါ့နော်ဝေဖန်တိုက်ခိုက်မှုခံရတယ်ရှိရဲအဓိကတော့ဒါမျိုးနေစုပေါ့နော်ဒါပေမဲ့ဒီနေ့မှာကျွန်တော်ဘယ်လိုကြားချင်လဲဆိုတော့ဒါကိုရီရခိုင်ဒီမျိုးတွေဟာကိုရီမှာမျိုးနေစုဝင်9ခုရှိရဲဒါပေမဲ့ရှားမျိုးနေစုတွေအပေါ်မှာလည်းကိုရီကဒန်းတူပဲဆိုတဲ့ဟာမျိုးကျွန်တော်ပြချင်တယ်ကိုရီမျိုးနေစုဝင်ရင်ကိုမောင်နှမတွေကလည်းကျွန်တော်တို့ဒီမြန်မာဟွာထဲမှာပေါ့နော်တသားရေးရှိနေတယ်ဆိုတာပြချင်တဲ့အတွက်သူ့ကိုပဲထပ်ပြီးတော့ risk ယူပြီးတော့ကျွန်တော်ကထပ်မံရွေးချယ်ဖြစ်တာဖြစ်ပါတယ်ခင်ဗျာSupra မှာမရတော့ဒါ Supra ပေါ့နော် Supra မှာကိုကိုရန်လည်းသွားပြီးတော့ကိုအားပေးခဲ့တယ်နောက်ဆုံး last to standing ဖြစ်တဲ့ဒီကိုအရုံးမှာပျော်သွားတယ်ပေါ့နော်ပျော်သွားပြီးတော့ဒါငါတို့စစ်တွေမျိုးက first runner ရသွားပြီဆိုပြီးအခုတဲ့အရုံးမှာကိုယူမိပါတယ်နောက်ပြီးတော့အခုလည်းဒီချက်ပုံမြင်တဲ့ဟာတွေလည်းအများကြီးယူပေးချင်ပါတယ်ကိုယ်စီ driver ဆိုတော့ဒီနေ့ Miss Grand အတွက်တေချာမယ်လို့ထင်ပါတယ်တေချာအောင်လည်းအများကြီးပေါ့နော်ဒါအများကြီးလည်းဝိုင်းဝန်းပြီးတော့ဒါ sport လုပ်တော့ပါမယ်ပြီးတော့ဒီအခုကြောက်လာကြရတဲ့ဒါ media ညီကောင်မများကလည်းဒါ plus 2 season နဲ့ရောက်နိုင်အောင်လို့အများကြီးပေါ့နော်ဝိုင်းဝန်းတန်ဖိုးပေးကြပါလို့တောင်းဆိုချင်ပါတယ်ဟုတ်သူအားသာချက်ကတော့သူကဘယ်လဲဆိုတော့ his expression ကစားတတ်တယ်ပြီးတော့ဒါအချက်ပေါ့နော်အချက်ကလည်းကောင်းပြီးသားဆိုတော့ကျွန်တော်တို့ဆိုရင်ဒါဆွေးဆန်းလို့မရဘူးပေါ့နော်သူကအချက်ကလည်းကောင်းပြီးသား body pain ကလည်းအရင်ကောင်းပြီးသားဆိုတော့ဒါလိုအပ်တဲ့ပြည်ပြမှုတွေတေချာလေးဟိုဟာဖြစ်တယ်ဆိုရင်တော့ဒါနောက်ဆုံးအကုန်လုံးဒီ high page မှနေမြင်နေတဲ့အတိုင်းပဲကျွန်တော်တို့ဒီ Miss Grand မှာလည်းနောက်ထပ်မြင့်တဲ့ brand တစ်ခုရနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်မဲတိုင်းကတော့သူ့ရဲ့အားသာချက်အားနည်းချက်ဆိုပြီးတော့ကိုယ်စီရှိကြရပေါ့နော်ကိုယ့်ရဲ့အားသာချက်ကိုအကောင်းဆုံးကိုယ်ကချပြရမလို့ကိုယ့်ရဲ့အားနည်းချက်ကိုလည်းဖုံးဖိနိုင်ရမယ်ပေါ့နော်ဒါကမဲတယောက်ရဲ့အားသာချက်လို့ပဲညီမတို့ထင်ပါတယ်face expression ကောင်းတဲ့မဲရှိသလိုbody မှာအရင်ကောင်းတဲ့မဲရှိသလို brain ဘိုင်းမှာလည်းအရင်အားသာတဲ့မဲရှိရမယ်ပေါ့နော်ကိုက perfect ဖြစ်ချင်လို့ရှိရင်အဲ့ဒီဟာတွေအကုန်လုံး balance ဖြစ်မှဒါအကောင်းဆုံးမဲတယောက်ဖြစ်မယ်လို့ညီမတို့ထင်ပါတယ်ဒီနေ့ပြန်လာတဲ့ပုံမှာတော့မနေ့ကမလုပ်ခဲ့ရတာတွေကိုလုပ်ချင်တဲ့အတွက်အကောင်းဆုံးဖြစ်ခဲ့ရဖြစ်တဲ့အတွက်ဒီနေ့မှလည်းကိုနဲ့ထိုက်တန်တဲ့အကောင်းဆုံးအရာတော့ညီမမျှော်လင့်ထားပါတယ်ဘာလို့ဆိုတော့ကိုလုပ်ပေးရမယ့်လူတွေလည်းအများကြီးရှိရလေမနေ့တော့လည်းကိုတယောက်တည်းပြန်ခဲ့တာမဟုတ်ဘူးဒီနေ့မှကျတော့ကိုဘေးနားမှာရှိနေပြီလူတွေရဲ့မျက်နှာကိုထောက်ပြီးတော့အဲ့လူတွေအတွက်ငါပို့ကြိုးစားရမယ်ဆိုတဲ့စိတ်နဲ့ပြန်လာခဲ့တာပါပုံမှန်ကကျွန်တော်ရှေ့မှာဆိုရင် super မှာလည်းဒါအသစ်တွေဆိုတော့လေဒါလုံးဝရခိုင်ကနေပြီးတော့တက်လာရတာလုံးဝ new fish တွေကိုဒါလောက်ရတာဆိုတော့ဒါနည်းနည်းတော့ဒါဘယ်လိုပြောမလဲပထမအဲ့လိုပဲတွားနေတာပေါ့နော်အခုကျတော့ဒါပြန်ပြီးတော့ကမ်ဘတ်တာဆိုတော့ကျွန်တော်အနေနဲ့ risk ကများရယ်သူရှေ့ကဝင်ထားတဲ့ဒီ placement တက်ကျွန်တော်ဒီချက်ပုံမြင့်တဲ့ placement ကိုဒါဝင်မှဖြစ်မယ်ပေါ့နော်အဲ့ဒါဆိုတဲ့စိတ်ကိုလည်းဒါငါဝင်မှာဆိုရဲဒီ positive energy vibe တွေပဲကျွန်တော်ကနေပြီးတော့ဒါထည့်ထားပါခင်ဗျဟုတ်ကဲ့ပါဒီနေ့ကျွန်တော်တို့ဒါရွေးချယ်ရဲဒါ Miss Grand City 2026ဒါညီမလေးထပ်တွေ့တာမို့ကိုဒါအခုဒီကနေ့မှာစပြီးတော့ဒါပြည်သက်တွေကိုမိတ်ဆက်ပါရေးဒီဇာနေစင်းညီကိုမီဒီယာမောင်နှမတွေနဲ့အတူဒါအခုကြည့်ရှုနေကြတဲ့ပြည်သက်တွေအားလုံးကလည်းဒါ Miss Grand မြန်မာကျွန်တော်တို့တစ်လျှောက်မှာအများကြီးစိတ်ခင်ဝန်းရံပြီးအများကြီးအားပေးကြပါအောင်လို့ပြောချင်ပါတယ်။ဒီမှာအနေနဲ့မနစ်ကထက်ဒီနေ့အများကြီးပို့တာရဲ့မေတ္တာဖြစ်အောင်အားလုံးနဲ့အတူတူဝိုင်းပြီးကြိုးစားပါဖြစ်တဲ့အတွက်ညီမကိုစောင့်မျှော်ကြည့်ရှုပြီးအားပေးဖို့အတွက်ညီမတောင်းဆိုချင်ပါတယ်ရှင်။အားလုံးအခုကင်းနေတဲ့ဒါကျွန်တော်တို့ကိုပါကအမျိုးဒီအားလုံးလေး AVD ကို K5 လို့ရှိထားရဆိုလို့ရှိထားကြဒါ Miss Grand မှာ2020ခေါက်မှာရှင်ဘ5တွေညီမကြီးထားတွေ့တာမျိုးကိုဒီအရင်နိုင်ကထားစားလို့ရှိရင်နိုင်ကအများကြီးပဲဝမ်းရပြီးခဲ့ပါအများကြီးဒါပိုလိုရှိုက်ပြီးခဲ့ပါအများကြီးပိုလို sporting ပြီးခဲ့ပါလို့အားလုံးကိုတောင်းဆိုချင်ပါတယ်